ကနေ့မင်္ဂလာဆောင်ဒီကနေ့တညတာနေပြီးတော့မနဲ့ဖြင်ကကုံရောင်းကုံဝယ်ထွက်ရမှာတဲ့ကုံရောင်းကုံဝယ်ထွက်ရမှာတဲ့တရားနာပြိဿရဲ့ခရီးထွက်ရမယ်ဆိုတော့လင်မယားနှစ်ယောက်သလုံးညတွတ်နဲ့တိုင်ပင်ညအိတ်မပြောကြဘူးပေါ့ဒီလိုနဲ့မနဲ့မောလင်းတော့လဲလင်းလောက်တဲ့လူကလှဲပေါ်တက်လူသမင်လေပြန်လေးနမရေသောကနီမောင်ကြီးမှာခဲ့မယ်ကွယ်နမရေမှာပြီပြိဿညောင်ရေအိုးလည်းပန်းမညှိုးစေနဲ့ဖယားကိုရေချမ်းနဲ့ပန်းကတ်လို့နမရေမနဲ့မိုးလင်းပြန်တော့လေဖယားကိုဆွတော်တင်ခွဲပြီးတော့မောင်ကြီးပြန်လာစီကြောင်းပန်းတပြေနဲ့ညောင်ရီလောင်းပြီးဆုမုံကောင်းတောင်းတော့ပြီးတော့မောင်ကြီးမရှိခိုင်နေခဲ့ရမှာကအမေအိုးကြီးနဲ့ရောက်ခမဖေးမယ်လို့ကွယ်ကို့အမေကဆိုအောင်းမေပါလူကြီးဆိုတာဟုတ်တာမဟုတ်တာပါဒါဖြစ်တော့ပြောတတ်တယ်နော်တို့ကလည်းပြီးတာပါပဲကွယ်အမရေရောက်ခမကိုလည်းတဲ့အောင်ပေါင်းပါပြီးတော့လေမောင်ကြီးမရှိတဲ့အခိုက်အတန့်မင်းကြိုက်တတ်တဲ့တဏ္ဍခါမလိမ့်မဲထားရင်ပိုကောင်းတယ်မင်းကတဏ္ဍခါရေဖုံးတော့အောင်လိမ့်ပြီးတော့အရက်ထဲထွက်လဲတာလွန်းလို့မနေနိုင်လို့လိမ့်တောင်းမှကိုယ်အိမ်နဲ့နေအရက်ထဲမလဲနဲ့မိမသားဆိုတာတယောက်ကနှစ်ယောက်နှစ်ယောက်ကသုံးယောက်ဆုံမိရင်သူများအပြစ်ကိုပြောရတာမိမရဲ့ဓမ္မရာပါကွယ်နှမရဲ့မိမဆိုတာသူများအပြစ်ပြောတတ်တဲ့ဆုံမိရင်ဒီဘက်တော့မသိဘူးတချို့မိမတွေလေအရက်ထဲသူများအပြစ်ပြောမဲ့ကြအဖုံးနဲ့အပိတ်နဲ့လက်ကုပ်ခြေကုပ်မျက်စပ်ပြစ်မေးငေါ့ညိမို့ပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့အဖုံးနဲ့အပိတ်နဲ့နောက်တဲ့အိမ်ကူးသွားလဲညိမို့ပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့ကဲဘယ်သူမှပြောနဲ့ပြီးတော့ဘယ်သူမှပြောဘူးတရွာလုံးသူ့ကြီးကုန်ရှောင်ပြောတယ်ဟိုမရယာဘက်ပြောပါတယ်ဖြူးစီမဟုတ်ပါဘူးပြောတတ်တယ်နော်သတိထားကြဒါကြောင့်မိမသားဆိုတာနှစ်ယောက်သုံးယောက်ဆိုရင်သူများအပြစ်ပြောတာတကွထွက်မလဲပါနဲ့နှမရဲ့မောင်ကြီးသွားတော့မဲလို့လှဲပေါ်ကသမင်လေပြန်လေးမှားရှာတကူပြိဿဒီလိုမှားတော့တရားနာပြိဿကြီးမရလို့သူကလည်းတစ်ပတ်လေးပခုံတင်းလို့ခရီးသွားမဲ့လင်သားကိုလေဟောဒူးလေးတုပ်ပြီးရှ िख ိုးလွတ်တဲ့ပြိဿကြီးဘယ်လိုလုပ်လွတ်ဖြူမျိုးကဒကမတွေမှတ်စမ်းပါလိမ္မာတဲ့မိမဟာခရီးသွားတဲ့လင်သားရှ िख ိုးလွတ်တဲ့မေးရအောင်စကားမစဒီတရားနာပရိသတ်ထဲခရီးသွားတဲ့လင်သားရှ िख ိုးလွတ်တဲ့မိမများရွေးထုတ်ပဲနှစ်ယောက်လောက်ရပါမဲအများကြီးနော်ဟေးရှ िख ိုးကြဗျရှ िख ိုးလွတ်တဲ့လိမ္မာတဲ့မိမခုခေတ်မိမတွေကတော့လက်နဲ့ရှ िख မခိုးဘူးပါးစပ်နဲ့ရှ िख ိုးတာဘာနဲ့သွားတာမဟုတ်ဘူးတဲ့သွားတာနီးဝေ့ပတ်နေတာပဲတမျိုးကြီးဟုတ်တယ်ကျွတ်တို့တကာတွေကလည်းသွားကနေဟိုဝင်ဒီထွက်နဲ့တူတယ်ပါးစပ်နဲ့ရှ िख ိုးကြည့်ဟိုမှာတရားနာပြိဿလက်နဲ့လက်အုပ်ချီပြီးတော့ရှ िख ိုးလွတ်ခရီးသွားတဲ့လင်သားကလည်းတရားနာပြိဿကြီးအခုကြည့်ခရီးထွက်သွားပါလေပြီမိမလုတ်တဲ့လူကပြုတ်မောင်ကြီးခလုံးမတီစူမညီပဲနဲ့မြန်ပြန်ရောက်ပါစေတော့လို့လက်အုပ်ချီရှ िख ိုးလို့ဆုမုံကောင်းနေတောင်းတဲ့ပြိဿလင်သားလုတ်တဲ့လူခရီးထွက်သွားပြန်တော့လေမရလုတ်သူကအိမ်ကပန်းကပြေနဲ့ညောင်ရည်လောင်းပြီးတော့ဆုမုံကောင်းနေတောင်းတဲ့ပြိဿလင်သားခရီးသွားတဲ့ခိုက်တာအိမ်ကနေပြီးတော့ပန်းကပြေနဲ့ညောင်ရည်လောင်းဆူတောင်းအကမတွေဆူတောင်းကြတော့မှားလာမှားရတာပါခုခေတ်မိန်းမတွေဆူတောင်းပုံကတစ်မျိုးကြီးအတော်ကျင်းနာပုံပေါ်တယ်ပြိဿဘယ်လိုတောင်းနေထင်တော့အိုးပြန်မလာပြီးဟောလေတောင်းပုံရှိရဘယ်လိုဒီမှလည်းမသိဘူးအိမ်ပြန်လာကလေးတွေရိုက်လုံးလို့ရဲဗျမှတ်ကြတော့တောင်းရရတယ်ဗျလင်သားခလုံးမထီစူးမနီအောင်ကို့အတွက်ဩချစ်လျက်နဲ့ခွဲခွာပြီးတော့အရှာအဖွေထွက်ရကြံ့ကြံ့မှချမ်းချမ်းသာသာပြန်ရောက်ပါစီဆိုတာမေတ္တာကြီးလောင်းရတဲ့ဗျမိမကောင်းထုံးတာနေပြောနေတာကဲဒီတော့လေမိမကောင်းနေနဲ့ပတ်သက်ပြီးနည်းနည်းတော့ပြောရအောင်ဟ
ကျွတ်တို့သာသမီနှစ်ကျိတ်မြေးလေးရမြစ်ရှိထောင်ရသွားရှာတဲ့ဝိသခာဆိုတဲ့ကျောင်းအမကြီးလေလက်အိမ်နောက်ထဲတော့အဖေးတင်းတင်းစရတဲ့ထေးကြီးမှာတဲ့မိမကောင်းနေမှတ်သားစရာအင်မတန်ကောင်းတဲ့ဆုံးမဆယ်ချက်ကဲပါဠိနဲ့တော့မပြောပါဘူးမြန်မာလိုလေးပေါ့လက်ချိုးပြီးနောက်ကလိုက်ဆိုလားအတွင်းမီးအပြင်မထုံနဲ့အပြင်မီးအတွင်းမသွင်းနဲ့ပေးတဲ့လူကိုပေးပါမပေးတဲ့လူကိုမပေးပါနဲ့ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေပေးလိုက်ပါကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်အိပ်ပါမိကိုလှုပ်ကြွေးပါအေဥနတ်ကိုရှိခိုးပါဘယ်နှခုပါလဲမှတ်မိဗလားအတွင်းမိအပြင်မထုံနဲ့ဆိုတာငါသမီးရဲ့တဲ့ကိုယ်အိမ်နဲ့ဖိုထားတဲ့ထွန်းထားတဲ့မိကိုသူများညှိကူးပြီးတော့အပြင်မဲ့ယူသွားတာကိုမယူစေနဲ့လို့ပြောတာမဟုတ်ဘူးသမီးတဲ့အတွင်းမိအပြင်မထုံနဲ့ဆိုတာကအဲ့ဒီမိဆိုတာမဟုတ်ဘူးသမီးရဲ့အဲ့ဒီမီးနဲ့အလားတမှုတူတတ်တဲ့တူယုံမကပို့ပြီးတော့လောင်စေတတ်တဲ့လင်သားနဲ့ရောက်ခမရဲ့အပြစ်ကိုအယတ်ထဲထုတ်မပြောနဲ့မှတ်ကြတက္ကမတွေအတွင်းမိအပြင်မထုံးနဲ့ဆိုတာလင်သားနဲ့ရောက်ခမအပြစ်ကိုအယတ်ထုတ်နဲ့ဆိုတာလင်းတချို့မိမတွေပြောတာလုံးလို့မလေးတချို့မိမတွေပြောတာလုံးလို့မလေးကျုပ်ကလင်သားမို့ပေါင်းနေရတာ तू ကကောင်းတာမဟုတ်ဘူးတဲ့အတူတူနေပြီးတော့လက်အပြစ်တွေကိုရှောက်ပြောကျုပ်ကရောက်ခမမို့အတူတူနေရတာတဲ့ဒီဖိုးကြီးကမိုးလင်းတာမဟုတ်ဘူးတဲ့အပြစ်တွေလင်သားနဲ့ရောက်ခမသဘောကောင်းရင်ကိစ္စမရှိဘူးအရာထဲကအမလေးမင်းမယားကလေမင်းအကြောင်းတွေရှောက်ပြောနေတာမလေးတော့ချွေးမကတော့အပြစ်တွေရှောက်ပြောနေတာလင်သားနဲ့ရောက်ခမကသဘောမကောင်းရင်အညိုအညင်ဒီမဲ့တရားနာပြိဿခံရပြီးတော့လေနောက်ဆုံးအိမ်ကနှင်ထုတ်ရိုက်တာနှစ်တာတွေဒီတန်တွေခံရယုံနေမှာကအပယ်မိထိအောင်လောင်တတ်လို့လင်သားနဲ့ရောက်ခမအပြစ်အရာထဲလျှောက်ပြောတာကိုအတွင်းမိအပြင်ထုတ်တယ်လို့ဆိုတယ်။ကိုင်သဘောပေါက်သွားပြီပေါ့ဗျာ။အပြင်မိအတွင်းသွင်းတယ်ဆိုတာကငါသမီးတဲ့သူများအိမ်ကမိကိုညှိကူးပြီးကိုယ်အိမ်နဲ့မသွင်းနဲ့ဒါဆိုတာမဟုတ်ဘူးတဲ့အရာထဲလင်သားနဲ့ရောက်ခမကိုအတိုင်တော်မထူပါနဲ့တဲ့ဒါကိုပြောတာတချို့မိန်းမတွေပြောတတ်တယ်မဟုတ်လားတောင်ပိုင်းအကောင်တွေကတော့ပဲလို့ပြောနေတာမြောက်ပိုင်းအကောင်မတွေတော့ပဲလို့ဆိုနေတာတော့ဒီလိုပဲခံနေမလားအဲ့ဒီလိုအရာထဲကရံပွားမဲ့စကားတွေယူလာတော့ယောက်ျားသဘောကောင်းကိစ္စမရှိဘူးသဘောမကောင်းတော့ဟဲ့ငါတစ်တုံးမှနေလားဒီလိုပြောတိုင်းခံရမှာလားအမလေးဒုတ်တပြက်ဓာတ်တပြက်ဖြစ်ပြီးနောက်တိုင်းခုတ်ကြထိကြတတ်ကြယုံရောက်ဂတ်ရောက်ဆေးယုံရောက်လောင်တတ်တဲ့ငါသမီးတဲ့ဗျရံပွားမဲ့စကားအိမ်ထဲမသွင်းပါနဲ့ရံပွားမဲ့စကားပြောတာမဖြစ်စလောက်ကလေးနဲ့တော့ကြတော့ရံပွားမဲ့စကားအိမ်ထဲမသွင်းတဲ့ဆိုပြီးကိုယ်လင်သတ်မလို့ကြမ်းနေတာလဲမပြောပဲပြစ်မထားနဲ့အဲ့ဒါမျိုးကြတော့ပြောရတယ်ချွင်းချက်နဲ့ဆိုရသေးတာတော့ကြဥသတိလတရားနာပြီးကိုယ်လင်သတ်မလို့ကြမ်းနေတာမပြောပဲပြစ်ထားပြန်တော့လေကျုပ်တော်ဝန်ကြီးကိုပြိဿရဲ့မှတ်ထားတော့ကြည့်အခုအပြင်းမိအတွင်းသွင်းတယ်ဆိုတာအဲ့ဒီလိုကြံပွားမဲ့စကားယူလာတာကိုဆိုတယ်နောက်နံပါတ်3ကပေးတဲ့လူကိုပေးပါပေးတဲ့လူဆိုတာဘာပါလိမ့်ချင်းငှားထားတဲ့ပစ္စည်းမနှက်ဖြင်ကပြန်ပေးပါမယ်လို့ချင်းငှားပြီးတဲ့နောက်ဂရိမပြတ်ဖဲနဲ့မပြတ်မကွက်ဆက်ဆက်ပြန်ပေးတဲ့လူပြီးလူသစ္စာလူဂရိရှိလို့ငါသမီးအဲ့ဒီလိုလူမျိုးကြတော့နောက်ထပ်ပြီးခေးပါငါပါတော့အဲ့ဒါပေးတဲ့လူတဲ့ဗျနံပါတ်3ပြီးသွားပြီနံပါတ်4မပေးတဲ့လူဆိုတာကငါသမီးမနှက်ဖြင်ကပေးပါမယ်ဆိုပြီးတော့
ချင်းငှားထားတဲ့ပစ္စည်းပေးနိုင်ပါလေကနဲ့မပေးဘဲနဲ့တစ်ဖက်ဖိနှွဲအရှိဆွဲပြီးတော့နေတဲ့လူမျိုးသည်လူဂတိလူသစ္စာမတီလို့အဲ့ဒီလိုလူမျိုးကိုနောက်ထပ်ပြီးမချေးပါမငှားပါနဲ့အဲ့ဒါမပေးသင့်တဲ့လူနံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်5ပါလိမ့်ပေးသင့်သည်ဖြစ်စေမပေးသင့်သည်ဖြစ်စေပေးလိုက်ပါအဲ့ဒီလိုလူမျိုးကဘာဆိုတာလဲနားထောင်တော်ပြိဿကိုအောက်ဆင်းရဲတဲ့လူတယောက်ဒီကနေ့စားစရာမရှိလို့ငွေကလေး5ချက်လာချီးကိုတဲ့လဲဆင်းရဲတယ်ဆင်းရဲမှလည်းကိုသိဒီငွေကလေး5ချက်ကိုပြန်ပေးပါမယ်ဆိုပြီးတော့မနှက်ဖြင်ကပေးမယ်ပြောပြီးတော့စားစရာမရှိလို့ဆံဝယ်လိုက်တော့မျက်နှာငယ်လေးနဲ့လာပြောဆိုကြပါစို့ကျုပ်လေငွေ5ချက်ပေးမလို့တော့ကတ်ထားတာဒီနေ့စားစရာမရှိလို့ဝယ်လိုက်လို့မနှက်ဖြင်ကကျုပ်ဆက်ပေးပါမယ်ကိုတဲ့ဆင်းရဲမှလည်းသိတယ်မပေးနိုင်မှလည်းသိမျက်နှာငယ်လေးနဲ့လည်းတောင်းတောင်းပန်ပန်လာပြောတယ်ငါသမီးတဲ့အဲ့ဒီလိုလူမျိုးကြတော့လေဟောရမရပေးမပေးဒါနအရာမှာသဘောထားပြီးငါသမီးနောက်ထပ်ပေးလိုက်ပါတဲ့ဗျအဲ့ဒီလိုလူမျိုးကပေးသင့်သည်ဖြစ်စေမပေးသင့်သည်ဖြစ်စေဆိုတဲ့လူပါတဲ့သဘောပေါက်ဗလားပြိဿနံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်6ကပါလိမ့်ကောင်းအောင်နေပါသုံးသင့်တိုက်ကြီးနဲ့နေဖို့ပြောတာမဟုတ်ပါဘူးကောင်းအောင်နေပါဆိုတာကငါသမီးတဲ့လင်သားနဲ့ရောက်ခမနဲ့ကိုနဲ့ကြမ်းတပြေးတည်းမထိုင်ပိုကောင်းတယ်တက္ကမတွေကကျုပ်တရားနာရတာတော့ဟံမကြဘူးအောက်မိမှာပေါ့လင်းနဲ့မရအတူတူနေခြင်းလို့ယူတာကြမ်းတပြေးတည်းမထိုင်ရဟန်ကြပေါင်တော်များလုံမနေပါနဲ့နေရာတကာတိုင်းမဟုတ်ပါဘူးမနေနိုင်လို့ကြမ်းတပြေးတည်းထိုင်တောင်မှဒူးတုတ်ထိုင်ရင်ပိုကောင်းတယ်မှန်နော်နေရာတကာတိုင်းကြီးဒူးတုတ်ထိုင်နေရမလားတုတ်ထိုင်နေရမလားဖေမဟုတ်ဘူးလေဘယ်လိုအချိန်ဘယ်လိုနေရာဘယ်လိုနေ့တွေကိုဒူးတုတ်ထိုင်ရမလဲဆိုတာကျုပ်ပြောမယ်လေချွင်းချက်ကလေးနဲ့နေ့တိုင်းမဟုတ်ပါဘူးအချိန်တိုင်းမဟုတ်ပါလူနေတဲ့အိမ်ဆိုတာရဟန်းတန်ကလည်းကြွလာတတ်တယ်မိဘဘိုးဘွားဆရာသမားဧကောင်းတောင်ကောင်းတွေလည်းလာတတ်တယ်အဲ့ဒီလိုနေ့မှလေဒူးတုတ်ထိုင်ပိုကောင်းတယ်ဒီလိုဒူးတုတ်မထိုင်မဲနဲ့ယဟန်သံဃာနဲ့ဧကောင်းတောင်ကောင်းမိကောင်းဆွေကောင်းမိဘဘိုးဘွားဆရာသမားတွေလာတဲ့အချိန်ငါသမီးတို့ကလူငယ်သဘာဝလင်နဲ့ကပ်ပြီးတော့ပူကတ်တို့ကနန်းစိတ်ကနန်းနေရင်လေသူတော်ကောင်းတဲ့လူကြီးတွေမျက်တောင်မွေးစူးတတ်တဲ့သမီးရေဒါဆိုတာပြုတ်ကောင်းအောင်နေပါသဘောပေါက်မလားပြိဿကြီးနံပါတ်6ပြီးသွားပြီပေါ့ပြိဿကြီးနံပါတ်9ကပါလိမ့်ကောင်းအောင်စားပါကောင်းအောင်စားပါဆိုတာလေကြက်သားဝက်သားကြီးနေ့စဉ်ချက်စားခိုင်းတာမဟုတ်ဘူးကောင်းအောင်စားပါဆိုတာကတရားနာပြိဿကြီးမနဲ့မိုးလင်းလို့ရှိရင်သမီးရဲ့တဲ့မျက်နှာသိရုံနဲ့မကပဲနဲ့လက်နှစ်ဖက်ကိုစင်အောင်ဆေးပါဓမ္မတွေမှတ်သွားနော်ဒီလက်ကဆွန့်ချက်မှာတဲ့ဒါကြောင့်လက်ဆေးခိုင်းတယ်ဒီလက်ကဆွန့်ချက်မှာတကားဖြစ်ဖြစ်ဒကမဖြစ်ဖြစ်မှတ်သွားကြဆွန့်ချက်မဲ့ဒကာဒကမတွေမျက်နှာသိရုံနဲ့မကဘူးလက်နှစ်ဖက်ပါစင်အောင်ဆေးတဲ့အဲဒီလက်ဘာလို့ဆေးခိုင်းတာအဲ့နေတော့ခမရတို့လက်ကြောင့်ခမရတို့မသိဘူးမျက်လုံးတိုင်းနှာခေါင်းတိုင်းရည်မနေနဲ့ရည်စရာတော့မှတ်မသွားနဲ့နော်ဟောဒီလက်ကငါသမီးဆွန့်ချက်မယ်ဘုရားဆွန့်တော်တင်မယ်တန်ဃာတော်ဆွန့်လောက်မယ်လင်းသားနဲ့ရောက်ခမကိုခူးကျွေးမယ်မှတ်ထားဗျသက္ကိစ္စဒါနဖြစ်အောင်မှားနေတယ်ဒါကြောင့်တရားနာပိဋကကြီးဟိုမှာပုံကကောင်းအောင်စားပါဆိုတာကငါသမီးတဲ့မျက်နှာတစ်လက်နှစ်ဖက်စင်အောင်စေးချက်ပြုတ်ပြီးတော့ဘုရားဆွန့်တော်တင်တန်ဃာတော်ဆွန့်လောက်လင်းသားနဲ့ရောက်ခမအရင်ခူးကျွေးပြီးတော့ကိုကနောက်မှစားပါမှတ်ကြနောက်မှစားရမှာတဲ့လင်းသားအရင်ခူးကျွေးကိုကနောက်မှစားရတယ်ဗျရှင်ဗျာဟာမကြဘူးထင်တယ်ဗျတပည့်တော်တို့ကလင်းနဲ့မရတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်နှာချင်းဆိုင်လက်ရည်တစ်ပြင်းကြီးစားခြင်းတာရှင်ဗျာနောက်မှစားသူဟာမကြပါဘူးခရလည်းမလုံနဲ့
နေ့တိုင်းမဟုတ်ပါဘူးချွင်းချက်နဲ့ပြောရအောင်ဘယ်လိုနေ့တော့ဧည့်သည်လာတဲ့နေ့ကဲဆိုကြပါစို့ခင်ဗျားတို့ဟိုလင်မယား2ယောက်ရှိတဲ့အိမ်ဆိုကြပါစို့ပြေက2ယောက်ရှိတဲ့အိမ်ထမင်းဘယ်2ယောက်စာချက်မလို့2ယောက်စာပဲချက်မှာပေါ့အဲ့ဒါဧည့်သည်တစ်ယောက်ရောက်လာပြီဆိုကြပါစို့ဧည့်သည်တစ်ယောက်ရောက်လာတော့ဘယ်2ယောက်ဖြစ်ထမင်းစားချိန်ကြတော့လေလင်မယား2ယောက်စာချက်ထားတဲ့ထမင်းကိုဧည့်သည်ရောကိုကနောက်မှမစားဘဲနဲ့ပြေးကကြီး2ယောက်စာကို3ယောက်ထိုင်စားလို့ဝမဝအဲ့ဒါလင်သားမျက်နှာပြက်တတ်တဲ့နောက်မှစားရမှာတဲ့ဧည့်သည်အစားစားရတဲ့သမီးရဲ့တဲ့ဟင်းကုန်သွားလဲအိုးလူစားလို့ဖြစ်တယ်ထမင်းမလောက်လဲထတ်ချက်လို့ရတယ်လင်မျက်နှာမပြက်ဘူးတဲ့ဒါကြောင့်အဲ့ဒါဧည့်သည်လာတဲ့နေ့ကြတော့ချင်းချင်းဉာဏ်ပညာရှိပြီးတော့နောက်မှစားမိအောင်ကြိုးစားပါသဘောပေါက်လားပြိဿလိမ္မာတဲ့မိမဒူးတုတ်ကြွေးတာဗျရင်ကောင်းအောင်ရင်ခတ်ဖို့ရက်တောင်လေးကင်နေအယိုးဖြစ်တော့တင်ကြွေးတယ်လိမ္မာတဲ့မိမခုခေတ်ကတော့သင်မကြွေးပါဘူးအသားသူတို့ဖဲ့စားခုခေတ်မိမတွေမဝါနိုင်တဲ့ခေါင်းကြီးကြလင့်မခံများတဲ့ဇွက်ကလေးပြစ်ထဲလိုက်ကြုံမဝါတတ်လို့ဒီထဲမောင်မင်းကြီးသားတွေကလည်းအလိုက်ပြောရှာတယ်ခေါင်းစားမင်းဖြစ်သဟာကြွမ်းနေဟာသူဟာလည်းသူတော့တဲ့နေတာပေါ့ဗျာမှတ်ထားကြဒုတုတ်ကျွေးရတဲ့ကဲကောင်းအောင်စားပါတလောက်ဆိုတော်ပါပြီလေရှေ့ဆက်ကြအောင်လို့ကျုပ်ကလည်းဘေးအလွန်ရှာရှည်ထွက်တတ်တဲ့ဘုန်းကြီးဆိုတော့ပရိတ်ကအုပ်ဟောနေရကဲတရားနာပြည်သားကောင်းအောင်စားပါဆိုတာပြီးပါစေပေါ့နမဘယ်လောက်ပြီးသွားတော့နမ8ကပါလိမ့်ကောင်းအောင်အိပ်ပါကောင်းအောင်အိပ်ပါဆိုတာဒီမဲ့တရားနာပြည်သားဖန်ကရင်မှန်ကရင်ကြီးနဲ့မှု့ရကြီးတထောင်လောက်နဲ့နိုင်လွန်ချင်းလောင်ကြီးနဲ့အိပ်ဖို့ပြောနေတာမဟုတ်ဘူးကောင်းအောင်အိပ်ပါဆိုတာငါသမီးလင်းသားနဲ့ရောက်ခမကစီးပွားရေးရှာဖွေပြီးတော့ခေါင်းအောင်နဲ့ခေါင်းနဲ့ကပ်ရင်မောမောပန်းပန်းနဲ့ပျော်တတ်တယ်ဒါကြောင့်ငါသမီးကနောက်မှအိပ်ပါလင်းသားနဲ့ရောက်ခမအရင်အိပ်ပါလေကိုကနောက်မှအိပ်မနဲ့ကြပြန်တော့လေငါသမီးကအရင်ထားအိမ်မှုကိစ္စကိုလုပ်ပါနောက်မှအိပ်ဆိုတာနော်တရားနာပိဋကသတိပြုကြဂျူတီအဆောင်ခိုင်းအဲ့ဒါကျွတ်တို့ကောင်းအောင်အိပ်ပါဆိုလိုပြီနမဘယ်လောက်ပြီးသွားတော့နမ9ပါလိမ့်အမီးလောက်ကျွေးပါဆိုတာလေလင်သားနဲ့ရောက်ခမပြောတာအခုခမည်းတော်ရှိတဲ့မီးကတဘဝတည်းကလောင်နိုင်တာမီးပုံနဲ့ခုန်ချရင်လင်သားနဲ့ရောက်ခမကိုမယိုသေးကအပယ်မီးထီအောင်ခံရတတ်တယ်ဒါကြောင့်လင်သားနဲ့ရောက်ခမကိုတယိုတသေးလှုပ်ကြွေးပါညအိယာခင်းပေးပါညောင်းလို့ရှိရင်နင်းနှိတ်ချိုးဖဲ့ပေးပါမှတ်သွားကြနော်တက္ကမတွေလည်းမှတ်သွားပေါ့တက္ကရာတွေလည်းဘုန်းကြီးတရားနာပြီးတော့တရားပြခြင်းပြပေါ့ဟုတ်တယ်လေအိယာခင်းလေဘုန်းကြီးတရားနာလိုက်တယ်မဟုတ်လားအိယာခင်းလေပြောရတယ်ဗျအိယာပတိခင်းပေးရတယ်တက္ကမတွေဒါပတိခုခေတ်တက္ကမတွေကတော့သူတို့မခင်းပါဘူးအိယာခင်းပြင်းလို့ရှိရင်အိတ်ချိန်ကြကလေးချီပြီးတော့သားလေးအိတ်နေလို့တဲ့လက်မအားလို့တဲ့သွားခင်းကြီးတော့ဆိုမောင်မကြီးသားသွားခင်းလိုက်ခိုင်းလက်ခန်းတတ်တဲ့တချို့မိန်းမတွေကမှတ်ထားတော့သေချာအိယာခင်းပေးရတယ်ဗျညောင်းလို့ရှိရင်နင်းနှိတ်ချိုးဖဲ့ပေးရမှာတဲ့ဒကမတို့ရှုံးတယ်လည်းမအောင်မေ့နဲ့တကယ်မိမ့်မလိမ့်ပါကယောက်ျားဘဝဆူတောင်းနေရင်လင်းကိုနတ်ကဲ့သို့ယူသေးပြီးတော့အဲ့ဒါလိုပြုစုရတာဗျို့ခုခေတ်တော့နင်းနှိတ်ချိုးပေးမထင်ပါဘူးဒကမတွေမေးလည်းဖြေမှာမဟုတ်ဘူးဒကာတွေလည်းမေးရအောင်ဒကာတို့ညတိုင်အနင်းနှိတ်ချိုးဖဲ့လေးများခံရရဲ့ပုံမလင်းလင်းမရှိတာနော်ခက်ရှက်ရှက်နဲ့များဖြေနေလားမသိပါဘူးနမဘယ်လောက်ပြီးသွားလဲနမ30ရပါလိမ့်အေးဥနတ်ကိုရှိခိုးပါအေးဥနတ်ဆိုတာတရားနာပြည်သားလင်းသားနဲ့ရောက်ခမပြောနေတာပဲလင်းသားနဲ့ရောက်ခမကိုညတိုင်းရှိခိုးပြီးတော့မှအိပ်ရမတဲ့ပြည်သားရှိခိုးအိပ်တဲ့မိမရွေးထုတ်ရင်မေးရတာအာနန္ဒာနဲ့ကြီးဟောနေရတက္ကမတွေရှိခိုးအိပ်ကြနော်ဒီတရားဟောရတာလည်းသိတော့ဟာမကြဘူးငစုံမဲ့ဒီတရားသွားဟောတယ်တက္ကမတယောက်ကစိတ်ကူးနဲ့ပြန်တယ်ဗျဟုတ်တယ်ဘုန်းကြီးဟောတာ
အိမ်ကြရှ िख ိုးတာကောင်းခတ်တယ်ဘယ်တော့မှလည်းရှ िख ိုးဘူးတာကမဟုတ်ဟေးရှ िख မခိုးဘူးတော့လေကတိကတ္တကြီးသေခြင်းဆိုကလည်းသူ့ရှ िख ိုးကန်းတက်မှာရှလက်ခိုးရင်ကန်းတက်မှာလည်းကြောက်အလေထူပါဘူးအိမ်ကြမှာအိမ်နေတုံတိတ်တိတ်ရှ िख ိုးတာကောင်းတိတ်တိတ်ရှ िख ိုးမယ်ဆိုပြီးပြန်သွားတဲ့ဗျကျုပ်တရားနာပြီးတော့ညကြတော့ရှ िख ိုးမယ်နေ့ဆိုတော့တရားနာပြီးတော့ကောင်းမှုကြုံကြီးနဲ့ပျော်ဘူးတဲ့အကြံရှိတဲ့နေ့ပဲပျော်လိုက်ရှ िख ိုးခြင်းလို့မေးတယ်တော့အိပ်ပလားအိပ်သေးပါကွာစောကြီးရှိသေးအိပ်သေးမခိုးသေးဘူးကန်းတက်မှာကြောက်တော့အိပ်ဒီလိုနဲ့မနဲ့မိုးလင်းတော့လဲလင်းလောက်တဲ့လူကလှဲပေါ်တက်လူသမင်လေပြန်လေးဓမ္မရေသောကနီမောင်ကြီးမှာခဲ့မယ်ကွယ်ဓမ္မရေမှာပြီပြိဿမောင်ကြီးမရှိတော့လေလိမ့်လိမ့်မမနေရပါကွယ်ညောင်ရေအုပ်လောက်ပါတော့ပြောပါလားလောက်ဘူးမဲလာမရဘူးလားဟိုကမောင်မကြီးသားခေါ်တယ်အိတ်ချင်အောင်ဆောင်ပြီအဲ့ဒီတော့မှမိမကစောင်ကြုံလေးဖွင့်ငုတ်တုတ်ထိုင်မောင်မကြီးသားတော့မောမောပမနဲ့အိတ်ရှာပြီရှာဖွေလုတ်ကန်ကျွေးပြီးတော့ရှ िख ိုးတာကောင်းရင်ကမှန်တင်ဂုံပေါ်ကမိခွက်ကြီးကလည်းမှုတ်သေးဘူးခြေရင်းကပဝါလေးပခုံးတင်လို့မောင်မင်းကြီးသားများလှုပ်ကြွေးလို့စားရဝတ်ရလှူရတန့်ရအနှောက်ရှင်အန္တရာယ်ကင်းမိတဲ့ဘယင်းများကောက်ချင်တာတောင်းမသာမိကလာအသာမိကလာမေးပြီးမှကောက်တော်မူကြဘယင်းဆိုတဲ့လူမျိုးလည်းမေးယုံမေးတာပါကောက်ချင်စို့ပါဗမာရာဇဝင်တွေလည်းခင်ဗျားတို့သိသားနဲ့ဒါကြောင့်အနှောက်ရှင်အန္တရာယ်ကင်းမိတဲ့ပြစ်မှားမိသမျှကာယကံဝစီကံမနောကံတို့မှာပျောက်ပါစေခြင်းကဩကာသအစချီမောင်မင်းကြီးသားကငြိမ်မနေဘူးထအထိုင်အဟိလို့လှုပ်လိုက်သူထအထိုင်အီလို့လှုပ်လိုက်အချင်းသောနင်းငါရကြောင့်ရှ िख ိုးခြင်းနင်းငါရကြောင့်ရှ िख ိုးခြင်းဘဝလွင့်မကြပါဘူးရှ िख ငြိမ်နေလိုက်ပြီးရောကကြောပါဘူးရှ िख ိုးတာငြိမ်နေလိုက်ပြီးရောကမြင်းကြောဝင်ထားသေးတာဒါကြောင့်ဒဂမတွေကလည်းရှ िख ိုးအိတ်ကြဒကာတွေကလည်းရှ िख ိုးခြင်းအောင်နေကြပါလို့မှားလိုက်ပါရစေနောင်ရဲ့ရှ िख ိုးခြင်းခိုးနေမှာရှ िख ိုးပြန်လဲငြိမ်နေတဖြည်းကြီးနဲ့ဒီနေ့တစ်မျိုးဟာဆိုသေးချင်းဆိုနောက်မခိုးသာအောင်မိတော့ကဲလင်သားနဲ့ရောက်ခမရှ िख ိုးအိတ်ရမယ်နံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်30ပြီးသွားပြီပြုတ်လဲပြိဿဝိသခမကောင်းနေတဲ့ထုံးစံလဲပြိဿဝိသခဆုံးမ10ချက်ဆက်လျင်းလွန်းလို့ဘဟုတုတအတွက်ထဲ့ပြောတာပါယူသွားကြနောင်တူမလေးတွေသမီးလေးတွေမိမကလေးတွေဆုံးမရတာပေါ့ဟဲ့ငယ်ရွယ်ဖြစ်တဲ့ငတ်နှမများကလည်းမိမများလိမ္မာတယ်ဆိုတာမိမလိမ္မာဝိသခကြီးရဲ့အတုဒီလိုယူရမှာပါလားဟဲ့လို့အဲ့ဒါလို့အတုယူသွားကြကဲတရားနာပြိဿအခုကြည့်လေဟိုမိမခမရလဲလိမ္မာပါရဲ့လိမ္မာနဲ့နေပြီးတော့လာခဲ့ဆူမုံကောင်းနဲ့လိမ္ပြီးတော့ဆိုတာမိမလိမ္မာဝိသခကြီးရဲ့အတုဒီလိုယူရမှာပါလားဟဲ့လို့အဲ့ဒါတညတာနေသွားတဲ့တန်ဒီခါခမရလဲလိမ္မာပါရဲ့လိမ္မာနဲ့နေပြီးတော့လာခဲ့ဆူမုံကောင်းတွေတောင်းပြီးတော့လာခဲ့တော့လေတရားနာပရိသတ်ရေမေ့ပျောက်နဲ့နေလာလိုက်တာတညတာနေသွားတဲ့တန်ဒီခါတာသူမသိရှာဘူးတဲ့ဗျအိမ်တော်နဲ့ကနဦးအစဆိုတို့လာခဲ့ဒီတော့ရောက်ခမကြီးကမေးတာပေါ့ညီကြည့်ရတာသိမဟုတ်ဘူးထင်တယ်။အိုးမင်းလည်းနားရှင်းစရာကြီးဘာတွေလျှောက်ပြောမှလည်းမသိဘူးဘာမှလည်းမသိဘူးဟုတ်လည်းမဟုတ်ပဲနဲ့မသိလဲမသိပြောတဲ့စကားလည်းမရိပ်စမ်းပြီးတော့ဒီလိုနဲ့ဟုတ်ပါဘူးနေလာခဲ့တဲ့ကိစ္စတဖြည်းဖြည်းတန်းတွေကရင့်လာခဲ့ရတာကိုပိဋကအဲ့ဒီလိုနဲ့တညတာခတဲ့တန်းတွေမသိပဲနဲ့ရင့်လာခဲ့ရမှဒီလိုနဲ့ဟုတ်ပါဘူးနေလာခဲ့တဲ့ကိစ္စတဖြည်းဖြည်းတန်းတွေကရင့်လာခဲ့ရတာကိုပိဋကအဲ့ဒီလိုနဲ့တညတာခတဲ့တန်းတွေမသိပဲနဲ့ရင့်လာခဲ့ရမှတဖြည်းဖြည်းနေ့စဉ်ရက်စီကြီးရောက်လာတော့ရောက်ခမအညိုးချင်းခံရယုံနေမကဒီကနေ့တော့ခေါ်ပြီးပြိဿကြီးဟေးတပေါင်းမလာခဲ့စမ်းဒီကို
မင်းလည်းငေါက်လိုက်တာအဲ့ဒါညှိကြောင်းအေးမိမယုံထွက်တော့ညှိထွက်တော့ငါမေးတော့ကညှိမဟုတ်ဘူးဆိုအခုညှိကိစ္စဘူးပေါ်တယ်လို့ပေါ်ပါဘောလားအေးဟေးဒီမဲ့ငါတို့ကတော့အသက်ကြီးညှိတို့တဲ့တဏိတာလို့ဂဗနမိတ်တွေပေါ်တော့ငါမေးကြတယ်မဟုတ်လားအေးဒီသာမှန်နော်ဂဗနမိတ်ဆိုတာတန်တေတီတဲ့နမိတ်ပြောတာတန်တေတီတဲ့နမိတ်ဆိုတာကလည်းဘုန်းကြီးတို့သိပြောလို့ကောင်းတာမဟုတ်ဘူးဓမ္မရာယဆိုင်ရင်တို့စံပြား6တသွေးတစ်ပြည့်ပြည့်ချောင်းတဟိုးဟိုဆိုတော့မကောင်းလို့လျှော့ထားတာဒါပတိကုန်ပါပြီဟာကုန်ပါပြီဆိုတာကလည်းဘုန်းကြီးတို့သိပြောလို့ကောင်းတာမဟုတ်ဘူးဓမ္မရာယဆိုင်ရင်တို့စံပြား6တသွေးတစ်ပြည့်ပြည့်ချောင်းတဟိုးဟိုဆိုတော့မကောင်းလို့လျှော့ထားတာဒါပတိကုန်ပါပြီဟာကုန်ပါပြီကျုပ်ကလည်းကျုပ်ပဲစမိပြောတတ်တဲ့ဘုန်းကြီးဒါကြောင့်လည်းတော်တော်အပြောခံရကဲရှိသေးတော့လေတရားနာပြိဿငါမေးတော့ကညီမဟုတ်ဘူးဆိုဒါရင်ငါသိလို့မေးခဲ့တယ်အေးဒီမဲ့ညှိကြောင့်ငါသားပြန်မရောက်တာအမအေးဒီမဲ့အခုညီမလိမ္မာလို့ငါသားအိမ်ပြန်မရောက်တာမိမယုတ်ထွက်တော့ညှိမျက်နှာကြည့်ရငါမိကြည့်ရနေကြည့်ရလည်းလို့ပူတဲ့ဟဲ့ဒီမဲ့ညှိရှိတော့လေလေတပည့်ကုံမှာတပည့်ကုံတာပဲအေးပိုးနေတာပဲဒါကြောင့်ထွက်ညှိငါအိမ်မနေနဲ့မရဲ့ဒီလိုလည်းမပြောပါနဲ့ဒီလိုလည်းမပြောပါနဲ့သမီးမြေပြင်နေပြီးတော့ခရီးပြင်နှစ်ကုတ်တက်ကြီးနဲ့ဘယ်လိုသွားရပါမလို့အမေရဲ့မသွားမရစေနဲ့သမီးပဲစီသွားလို့ပဲဒီလာရောက်မှတော့ဟေးဓမ္မညှိပါကြီးဘယ်နဲ့မေရဲ့အောင်သိပေါ့အေးငါသားပြန်မရောက်တာညှိချောင်းထွက်မေဒီလိုလည်းမပြောလိုက်ပါနဲ့အမေသားပြန်လာလို့အမေသားကသူနဲ့ခါတဲ့တန်နေမဟုတ်ဘူးဆိုရင်ဖြင့်သမီးလေထွက်ပါမယ်မေရဲ့နဲ့ညီဒါကြီးမိမကြီးရှောက်ပြောကုန်ပြီထုတ်ကြီးငါသားနားမလဲခန့်နိုင်ဘူးအေးအတင်းမခန့်နိုင်ဘူးအေးခန့်နိုင်ပါမလားလို့တရားနာပြိဿကြီးသူဆိုနေပြီသို့တော်လဲဟိုခမရမတော့လင်းသားနဲ့တညတာနေလို့ခတဲ့တန်ဒီကမှန်ပါရဲ့လိမ့်လိမ့်မမနေခဲ့တာလည်းမှန်ပါရဲ့မဖောက်ပြန်တာလည်းမှန်ပါရဲ့သို့တော်လည်းတညတာနဲ့မခနိုင်ဘူးလို့ရောက်ခမယူဆနေတယ်လေပြိဿမှတ်သွားကြနော်မိမပိုင်ကာမတတ္တဝါတွေဆိုတော့ဒီနေရာသင်္ကန်းစာများများယူသွားကြအောင်အမှုမဲ့အမှတ်မဲ့ဖြစ်တတ်လို့ကြည်တရားနာပြိဿအတ္တနဲ့မခနိုင်ဘူးလို့ရောက်ခမယူဆနေတယ်လေပြိဿမှတ်သွားကြနော်မိမပိုင်ကာမတတ္တဝါတွေဆိုတော့ဒီနေရာသင်္ကန်းစာများများယူသွားကြအောင်အမှုမဲ့အမှတ်မဲ့ဖြစ်တတ်လို့ကြည်တရားနာပြိဿတညတာနဲ့မရဘူးလို့ဆိုပေမဲ့လို့ကျမ်းဂန်အရှိသိကြတဲ့ပုဂ္ဂိုလ်တွေကြတော့လေသန္နပစ္စောတာမင်းချက်ပေါ်ကင်းကြော်လို့တန်နေခါဆိုကိုဗျဒိဋ္ဌမင်္ဂလိကာရဲ့ချက်ဖယားအလောင်းမာရင်ကလက်မနဲ့ရစ်လို့တန်နေခါတယ်ဆိုတာတွေတယံတစ်စစ်ယူအပ်တဲ့တန်နေတွေရှောက်ပြောလဲဆုံးနိုင်မှာမဟုတ်လို့တညတာနဲ့တန်တွေမခဘူးလို့တော့မထင်ကြနဲ့အခုတညတာခတဲ့တန်တွေမျိုးအဲ့ဒါမယုံဘူးဆိုပြီးတော့မဟုတ်ဘူးဆိုပြီးတော့ဇွတ်နှင်ထုတ်နေတယ်ထွက်တော့အေးဒီမဲ့ငါသားပြန်မရောက်တာညှိကြောင်းလင်းသားခရီးသွားကြိုက်အိမ်ကမိမအနေထိုင်မမှန်လို့ရှိရင်ခရီးသွားတဲ့လင်းသားခလုတ်ထိစူးညိတယ်ဆိုတာလေဤလေလူတော်တဲ့နေပြီးတော့လူပြောတဲ့အတ္တမှညှိမချဘူးလားအေးငါသားခလုတ်ထိစူးညိတာညှိကြောင်းထွက်တော့မိမယုံကြီးမနေနဲ့ထွက်တော့နေမိပြုတ်ကြတဲ့မိဒုက္ခတာဝတိအိမ်ကထွက်ရရှာပြီပေါ့ပြေကကြီးမိဒုက္ခထွက်ပလားပြောရောက်ခမကြီးကြော့ပြီးတော့ဘာကမှမသိရှာတဲ့မိဒုက္ခတာဝတိအိမ်ကထွက်ရရှာပြီပေါ့ပြေကကြီးမိဒုက္ခထွက်ပလားပြောပါဦးရေမိဒုက္ခပဲစီမှန်းပြီးတော့လိုက်လို့ရှာရပါမတော့မိဒုက္ခရဲ့ဖြစ်နေလာပြီးတော့ကြည့်လဲပါဦးမောင်ကြီးရဲ့ရိုးထွက်ရမှာကဲမိဒုက္ခထွက်သွားပြီထုတ်လို့ဟောဒီမိဒုက္ခကြီးထွက်ရတော့မယ်မောင်ကြီးရဲ့ပွဲတယ်ဆိုရင်လွန်ကန်ဆွေးကနဲ့ထွက်မှာပေါ့ဘုန်းကြီးဆိုတော့လေရိုးထွက်ရမှာကဲမိဒုက္ခထွက်သွားပြီရာဇကြိုးမျိုးခရီးသွားတဲ့လင်သားထံမှန်းပြီးတော့လိုက်သွားလိုက်တာ
တစ်တပင်အောက်ရောက်တော့တခါနာတစ်ပင်မောကငှက်ကလေးများကလီချင်းရှက်လို့သူတို့ဘာသာဘာဝမြူကြတွန်ကြတော့မိဒုက္ခညှိလှောင်းနေတာနဲ့တူပါရဲ့ညှိပြောင်းနေကြတာနဲ့တူပါရဲ့သူတို့မတော့လီချင်းရှက်ပြီးတော့အဖော်စုံလင်းစွာနဲ့ငါမှအဖော်ကွဲတဲ့မိမသားလောင်ကြတာလားငါ့ကိုပြောင်းကြတာလားနဲ့ညီးရင်တွားရင်နဲ့ပဲတစ်တပင်အောက်ရောက်တော့တခါနာအမောပြေတော့ဆက်သွားနဲ့သွားလိုက်တာရာဇကြိုမြို့ပေါက်ကကျွတ်တူဇယကြီးတစ်ခုပေါ်ရောက်ပါပြီဗျာအဲ့ဒီရာဇကြိုမြို့ပေါက်ဇယကြီးတစ်ခုရောက်တဲ့အချိန်ခါမှာအမောပြေသွားဟန်ကြလိုက်တာမိဒုက္ခညီလေခြိသလုံးအိမ်တိုင်ဘဝနဲ့နေခဲ့ရဒီဇယကြီးအိမ်တော်ဖွဲကမှဘာမှမကြသေးဘူးအတွင်းကနေ့စိရက်စိကမ္မဇလေးကနှင်လိုက်ဒုက္ခပါပဲဘယ်တော့မှမကြုံဘူးတဲ့ကနဦးဒုက္ခကြီးငါတွေ့ရတော့မထင်ရဲ့ပြုံမောင်ကြီးရဲ့မိဒုက္ခဖြစ်အင်လာပြီးတော့မြင်လဲပါဦးမောင်ကြီးရဲ့အလိုဖယားမျက်လုံးနဲ့လည်းပြန်လာပါဖြင့်လားငါတယောက်တည်းကုသူမရှိကဲသူမရှိနဲ့ဒီဒုက္ခကြီးခံစားရတော့မှာပါပဲနဲ့ဂိုင်းဇရက်ပေါ်ပြီးတော့မြင်လဲပါဦးမောင်ကြီးရဲ့အလိုဖယားမျက်လက်ပြပွားမြောက်ဆိုကြပါငါတယောက်တည်းသို့တော်လည်းပဲကနဦးအစတခါမှမကြုံဘူးတဲ့ဒုက္ခကြီးတွေ့လိုက်ရတော့တယောက်တည်းလေအားကလည်းခက်ငယ်ငယ်ဆိုတော့မေ့မျောသွားရှာတဲ့ပြိဿပွားမြောက်ဆိုကြပါစို့ဗျာသို့တော်လည်းပဲကနဦးအစတခါမှမကြုံဘူးတဲ့ဒုက္ခကြီးတွေ့လိုက်ရတော့တယောက်တည်းလေအားကလည်းခက်ငယ်ငယ်ဆိုတော့မေ့မျောသွားရှာတဲ့ပြိဿကြလိုက်ပါပြီမေ့မျောပြီးတော့သွားရမှမေ့ရလို့ထကြည့်လိုက်ဟဲအမလီယောက်ျားလေးဟဲ့ဟန်ကြလိုက်တာသားရဲ့ဟန်ကြလိုက်ပါပြီအမေအားကိုးပြီသားရဲ့မင်းအဖေနဲ့အမေပြန်မတွေ့ရတော့လေငါသားလေးနဲ့အမေဒိုးရူပေါင်းမဲ့လှုပ်ရှားမဲသားရဲ့အမေအားကိုးပြီသားရဲ့ယောက်ျားလေးဆိုမိခင်များသိအားကိုးငါညီများလည်းအားကိုးရရောက်ကြပါစေကွာအားကိုးရရောက်အောင်လဲကြိုးစားဟဲ့ခုခေတ်မိန်းမကြီးတွေညီးတာတော့ငါကြားရတယ်ယောက်ျားလေးမမွေးကျင်တော့ဘူးတဲ့ဘာပြုလို့တုံးဆိုတာကိုစဉ်းစားပေါ့ငါဘာတွေလုပ်နေတုံးလို့မိန်းကလေးတွေကမှကိုပြီးရင်ပြီးလိန်ပြောကြရတဲ့အားကိုးရရောက်စေခြင်းလို့ထပ်ပြီးသတိပေးနေတာပါဟဲ့ကြည့်ခုသားယောက်ျားလေးဆိုတော့ဟန်ကြလိုက်တာအမေအားကိုးပြီကွသို့တော်လည်းငါသားနေအောင်နော်အမေခန္ဓာကိုယ်ဆေးရင်ကြောရင်ငါသားအတွက်လည်းအမေကြီးရှာရင်သွားအောင်မကွဆိုပြီးတော့ထွက်သွားလိုက်တာပရိသတ်ကြီးမိဒုက္ခလည်းထွက်သွားရောရာဇကြိုမျိုးတွေကသူ့ကြွယ်တယောက်ထွက်လာဟာခလေးငူတံပါလားကြည်စမ်းဇရပ်ပေါ်မိခင်မရှိဖခင်မရှိနဲ့ဒီကလေးတန်တဲထူးဆန်းနေဆိုပြီးဇရပ်ပေါ်တက်သွားဟာနီထွေးတွေမွေးဖွားကာစကလေးပါလားတဲ့မိုက်တဲ့မိမကာမစိတ်ကြိုက်ကိုအလိုလိုက်ပြီးတော့ပြောခြင်းသလိုပြောပါခြင်းသလိုပါနေခြင်းသလိုနေပြီးတော့ကြည်စမ်းပါဗျာခွေးမွေးသလိုမွေးတာဖြစ်ခဲ့ကြတဲတော်တဲ့မိမတွေမှန်းဆိုပြီးကောက်ကြည့်လိုက်တော့ဟာယောက်ျားလေးဟာဟန်ကြပြီယောက်ျားလေးဟဲ့လူကလေးမင်းအမေကမကြလို့မွေးပြီးပြစ်ထားခဲ့ပေးမယ်လို့အဖေနဲ့ထိုက်လို့ရတဲ့သားအဖေသားပေါ့ဟန်ကြလိုက်တာကွယ်အိမ်ကသူ့ကျွဲကတော်ကြီးကလည်းသားသမီးတယောက်မှတန်တေမခလို့ရချင်းလိုက်တဲ့သားသမီးသားသမီးလိုချင်တာမရအဖေကိုလည်းခဏအပြစ်တင်နေကွယ်ညောင်ပွားပြီးတော့တရမလားလို့ဆူတောင်းကန်းကောင်းလို့ညောင်ကိုင်းပြီးမသေးဟန်ကြလိုက်လေသားရဲ့လိုက်ခဲပြီတော့ပြေးသားကြီးခေါ်သွားပါလား
ဩတက္ကမကြီးတွေကိုချင်းစကောမိခင်လို့သူဘလောက်ရင်ကျိုးလိုက်မတုံးရှေ့လဲဆက်နားထောင်ပေါ့လေလက်ခုပ်ထဲရေကလေးတွေခတ်စရာခွက်မရှိတော့တုံနဲ့ပြောင်းလာလိုက်တာရဲ့မပြန်လာပြီတာရဲ့မိကနာရောက်ခြေပြားလေးထောက်ဟောငါထားတဲ့နေရာငါသားလေးမရှိပါလားတဖြည်းဖြည်းနဲ့လှေကားပေါ်တက်တဝက်လောက်ကြတော့တရားနာပြေးသားကြီးဟဲရှိတော့ပါဦးငါသားလေးငါထားတဲ့နေရာမရှိတော့ပါဘူးမရှိတော့ပါဘူးဆိုပြီးတရားနာပို့ပြီးတရားနာပြိဿလက်ခုပ်ထဲကရေတွေလည်းပြည်ကြပြီလေမိုက်ကနေဖြစ်သွားမျက်လုံးလည်းပြာလာဇယတ်တိုင်ကိုတရားနာပြိဿကြီးမလဲအောင်မနေထိမ့်ပြီးတော့ကင်ထားလိုက်ရတယ်ဒီလိုဇယတ်တိုင်ကိုမကင်ထားပြီးတော့သားလေးထားခဲ့တဲ့နေရာကြည့်မတွေ့ရအော်ကြည်စမ်းပါငါသားလေးဘယ်များလှိမ့်သွားပါလိမ့်မတို့မွေးကစားလေးပဲလှိမ့်နိုင်လိမ့်သို့တော့စိတ်ကထင်တာပေါ့လေတိုင်ကြားလေးတွေတည်းရှောက်ကြည့်အိမ်မြောင်တောက်တဲ့မှာမဟုတ်ပဲဘယ်တိုင်ကြားတဲ့ဝင်နိုင်လိမ့်သားပြောက်တော့ကြောက်ကြတဲ့ဘောထိတ်မွေပေါက်တယ်လို့နောက်တရားနာပြတာဖြာစုပ်အောင်လှန်ကြည့်ကြဘိုးမှမဟုတ်ပဲဘယ်တွေ့လိမ့်လက်တလုံးလောက်ရှိတဲ့ကြမ်းကြားလေးတွေကအောက်ငုံကြည့်စပစီနှမ်းစီမှမဟုတ်ပဲဘယ်ကြနိုင်လိမ့်ဇယက်တစ်ခုလုံးလှက်ပတ်ပြေးစပစီနှမ်းစီမှမဟုတ်ပဲဘယ်ကြနိုင်လိမ့်ဇယက်တစ်ခုလုံးလှက်ပတ်ပြေးမတူဇယက်အောင်ငုံကြည့်အေးမရှိတော့ပါဘူးတာရဲ့လူလေးရဲ့ရွှေသွေးရဲ့မလေးအမေပဲစီလိုက်ပြီးတော့ရှာရပါမတော့တာရဲ့ကိုကျိုးနေပြီမင်းအဖေနဲ့မတွေ့ပေမဲ့လို့အမေလေးပတ်သားလေးအကိုပြီးတော့ဒိုးဒူပေါင်းမဲ့လောက်ကင်ပြီးတော့စားမယ်အောင်မေတာတာရဲ့တရိတ်ဆန်လေးနဲ့တွေ့ပြီးတော့သေပေးကြီးများဆိုက်သွားလေသလားတာရဲ့မင်းကိုအမေပဲလိုက်ပြီးတော့ရှာရပါမတော့